တစ်ခုတ်သမားနဲ့ရွှေငှက်ကလေးမြေမီးတောက်လောက်ပူပြင်းတဲ့နေလေခင်းပါတစ်ခုတ်သမားဦးရွှေမင်းဟာချွေးတွေကြပြီးတစ်ပင်ကြီးတစ်ပင်ကိုပစိန်နဲ့ခုတ်နေပါတယ်ဒီတစ်ပင်ပဲရှိတော့တယ်မနှက်ဖြန်ကြတော့ထင်းစေးတက်မှာပဲလို့သူစဉ်းစားမိတယ်ရုတ်တရက်တစ်ကိုင်းကြားကငှက်တန်တတန်ကြားလိုက်ရတယ်ငှက်ကလေးဟာအတောင်ပံထိခိုက်နေတာပါသူ့မျက်လုံးလေးတွေကကြောက်လန့်နေပုံရပြီးရွှေရောင်မွေးနုတွေကတောက်ပလွန်လာတယ်အေးမပူပါနဲ့တော့လို့ဦးရွှေမင်းကငှက်ကလေးကိုသိမ်းယူပြီးသူ့အိမ်မှာအနာကူပေးတယ်တပတ်ကြာတော့ငှက်ကလေးပြန်ကျန်းမာလာတယ်ဒါပေမဲ့အံ့ဩစရာကငှက်ကလေးဟာလူစကားပြောနိုင်တယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကဤတောရဲ့စောင့်ကြဲသူပါတင့်ကိုအကူအညီပြန်ပေးခြင်းတယ်လို့ရွှေငှက်ကပြောတယ်ငှက်ကလေးဟာဦးရွှေမင်းကိုတောအုပ်အလဲကလှုပ်ဝက်နေရတစ်ခုစီခေါ်သွားတယ်တစ်ပင်ကြီးတွေအကြားရေတကုံငယ်နဲ့ဆေးဖက်ဝင်ပင်တွေပေါက်နေတဲ့အရက်ပါဒီနေရာကိုမပြတ်စည်းစေနဲ့ဒီဆေးပင်တွေကိုရောင်းလို့ရတဲ့တစ်တောကိုမခုတ်ပါနဲ့တော့လို့ငှက်ကလေးအကြံပေးတယ်ဦးရွှေမင်းဟာစဉ်းစားမိတဲ့တစ်ခုတ်တာကအလင်းအမြန်ဝင်ငွေရပေမဲ့တောပြတ်သွားရင်ဘာမှမကြံဘူးနောက်နေ့မှာသူ့ပစိန်ကိုရေစင်ဆေးပြီးဆေးပင်မျိုးစေ့တွေစူးစီးတယ်ရွှေငှက်နဲ့အတူကြေးရွာသူကြေးရွာသားတွေကိုဆေးဖက်ဝင်ပင်တွေစိုက်ဖို့တင်ပေးတယ်တစ်ချိန်ကတစ်ခုတ်တန်တွေပြောတဲ့တော့ဟာအခုလူတွေရဲ့ရေတံငှက်တွေရဲ့အတန်နဲ့စီကားလာပါတယ်ဦးရွှေမင်းဟာဆေးပင်ရောင်းတဲ့ဝင်ငွေနဲ့တာယာတဲ့ဘဝကိုတိဆောက်နိုင်ခဲ့ပြီးရွှေငှက်ကလေးဟာသူ့ရဲ့အဖော်ဖြစ်လာတယ်သူတို့တင် जा ပေးခဲ့တဲ့သတင်းစကားကတဘာဝကိုချစ်မအသက်ရှင်ရပ်တည်ခွင့်ရမယ်ဆိုတာပါပဲ